စီပေါင်းများစွာရင်ဆိုင်ပြတ်တမ်းရင်ဒီလောကတန်တရားကြီးများထဲမှာဘို့လူသားဘွားလို့ရင်များပါဆိုပါမဒီတော့ပါလောမတော်လာမောတရားတို့ပုံပြင်းဝေခဲ့တဲ့ရေဆိုင်တော်လာရင်လည်းရလာခံပြများနဲ့တန်ရာကြီးနာကြောက်ပြနာရီကင်းလို့အတွက်ဒီလိုပေါင်းဘာမြေကြီးမှာဒီစင်ကရိုးတာရဲ့နေရောမာဒရလုံးတိုင်းဝိုင်းနာကြသူစင်ကရိုးတာမှုကြောင့်ဘယ်လိုပင်ခက်ခဲများတွေ့ရလဲပဲရှင်တော်မြတ်ဗျာဟောကြားတော့ဒေသနာတရားဟောတိုင်းစကားဖြူစင်ရိုးတာ၍နေလောမတော်နာမောတရားတို့ကိုကင်းဝေခဲ့တဲ့ရင်ဆိုင်ကြော်လာရင်လည်းရလာခံဒီစ